ဝိဇ္ဇာသူတော်စင်ထွက်ရပေါက်ပုဂ္ဂိုလ်ကြီး69ပါးကြောင့်ပြောချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကန္နာယီပညာလောကရဲ့ထွက်ရပေါက်ဝိဇ္ဇာသူတော်စင်တွေဟာများပြားလှပါတယ်ဒါပေမဲ့ထွက်ရပေါက်သွားသူတိုင်းတော့အထက်ထွက်ရပေါက်စင်မဝင်ပါဘူးအထက်ထွက်ရပေါက်စင်ဝင်ဖို့ကခက်ခဲလှပါတယ်တကယ်ဒိတ်ဒိတ်ကျဲတကိုးသိသိနဲ့ပြည့်စုံတဲ့ဆရာသခင်တွေသာအထက်ထွက်ရပေါက်စင်ဝင်ပါတယ်ဒီသူတော်စင်ပုဂ္ဂိုလ်တွေကတော့ပထမဘဘအောင်စကြမင်းမြတ်အဘပိုမင်းကောင်အဘအောင်မင်းကောင်ဓမ္မစေတီမင်းကောင်ဦးအောင်ရသေးရကန်းစင်တောင်ဆရာတော်ရှင်မထီရှင်အစ္ဆာကောနာဆရာတော်စံရှိဆရာတော်ဦးကောနာညဣဒ္ဓစရိယစေပိုင်ဖို့တော်ဦးဓမ္မစာရီဦးဩဘာသာဦးဥက္ကန္တာဦးဝတဝဦးနာရတာဦးကောတလဦးပညာဓမ္မသာမီဗြဟ္မစိုးကြီးလှဝနလင်္ကာရယတိတန်သိပ္ပံဖွဲကံဆရာယတိနက္ခပိုင်ဆရာတော်ဥပုံညာဘောဓိပင်ဆရာဆိုင်မဏိမေခလာဆရာတော်အောင်ချမ်းသာဆရာတော်ဦးတရမအိဋ္ဌိရာကျော်ဆရာတော်ပြည်လုံးချမ်းသာဆရာတော်သစ္စာဝါရီခိုင်းကျုပ်မင်းရွာပပိုးကြီးခန္တီဝါရယတိစန္နာပါလာယတိစံရှိဆရာတော်အင်ခန့်ဆရာတော်ဗုဒ္ဓဆရာတော်တိန်တောင်ဆရာတော်မတ်တက်ဆရာတော်ရွှေဘိုဆရာတော်ရွှေကူဆရာတော်ဘားမဲ့ဆရာတော်ဘားတီးဆရာတော်ဘားကရဆရာတော်ဘားဓမော့ဆရာတော်ဘားဓမြိုက်ဆရာတော်ဘိုးငယ်ဆရာတော်အိဆာတရရှင်ယတိဘိုးတော်ဦးတာအေးဦးအောင်ဓမ္မစကြာဦးစကြနံဝန်တာတစ်ချေတော်ဆရာတော်ရှင်ဥဒ္ဓမကျော်ဆရာတော်ဦးတေဇနောင်တော်ယတိကြီးအဘဘိုးတော်အေးအဘဘိုးတော်ပြူအဘဘိုးတော်ပွဲတုပဒိဗ္ဗစောကြီးမဟုယာစောကြီးဇဝနစောကြီးတဟံပရိစောကြီးအနတ္တတုတ်တဝိဇ္ဇတောဝနဒုတဝိဇ္ဇတောဆရာကြီးဦးစေမင်းဆရာကြီးဦးရဲသူအဘဆရာငိမ့်ရွှေပေါက်ကံဆရာသိန်းလေးကျွန်းကိုင်အဖေနွဲ့တောင်လေးလုံးဆရာလူခနာယီဥပန်အေမဟာမြိုင်ဆရာတော်အဘဦးတိုက်စီအဘပေါ်ပေါစိန်အဖေကြီးဦးဆွမ်းရှွန်းတို့ဖြစ်ပါတယ်ဒီလိုသီလသမာဓိပညာနဲ့ပြည့်စုံကြပါကုန်တဲ့သာသနာပြုဘုရားတကားစုကြီးပံပုဂ္ဂိုလ်ဆရာသခင်တွေဖြစ်ကြတဲ့69ပါးသောထွေရပေါက်ဆရာသခင်တွေကိုဥတင်ကြတော်အပ်ပါတယ်